Europa League Champion Villa အသင်းအောင်ပွဲခံအခမ်းအနားကျင်းပဘောလုံးကြိုက်သူများအတွက်ကျွန်တော်တို့ရဲ့1 million channel ကြီးကပြန်လဲကြိုဆိုလိုက်ပါ Europa League ဘောလုံးပွဲမှာ Freiburg အသင်းကိုအနိုင်ယူပြီး Champions ဆုရယူနိုင်ခဲ့တဲ့ Villa အသင်းရဲ့အမိုးဖွင့်ဘတ်စကားနဲ့မြို့ပတ်အောင်ပွဲခံအခမ်းအနားကိုကြာသပတေးနေ့ညနေပိုင်းကဘာမင်ဟမ်မြို့မှာပြုလုပ်ခဲ့ပါတယ်။နှစ်ပေါင်း30အကြာမှာပထမဆုံး Champions League ဆုဖလားကိုရယူနိုင်ခဲ့တဲ့ Villa အသင်းရဲ့အောင်ပွဲခံအခမ်းအနားကိုအားပေးဖို့အတွက်ပရိသတ်2000ကျော်လောက်ဟာဘာမင်ဟမ်မြို့ရဲ့နာမည်ကျော် Centenary ရင်ပြင်ကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ဒါအပြင်ဗီလာအသင်းကစားသမားတွေနဲ့ယူရိုပါလိချန်ပီယံဆုဖလားတို့ကိုတင်ဆောင်လာတဲ့အမိုးဖွင့်ဘတ်စကာတွားရလန်တချောင်းမှာလည်းဗီလာအသင်းပရိသတ်တွေယာနဲ့ချီအားပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ Centenary ရင်ပြင်ရောက်မှာတော့ဗီလာအသင်းရဲ့အမိုးဖွင့်ဘတ်စကာကခဏတာရနာခဲ့ပြီးဗီလာအသင်းနီးပြအမ်ဘရီနဲ့အသင်းသားတွေကအမှတ်တရစကားတွေပြောကြားခဲ့ကြပါတယ်။ဗီလာအသင်းပရိသတ်တွေနဲ့အတူချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုကိုအတူမျှဝေခွင့်ရတာကကျေနပ်စရာကောင်းသလိုဒီအခိုက်အတန့်ကတကယ်ကိုစစ်လှုပ်ရှားစရာကောင်းပါတယ်လို့ဗီလာအသင်းနီးပြအမ်ဘရီကပြောပါတယ်။နီးပြအမ်ဘရီကယူရိုပါလိဂ်ချန်ပီယံဆုကိုနီးပြဘဝ9ကြိမ်မြောက်အဖြစ်စံချိန်တင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။